ဒါကတော့နောက်တစ်ပိုက်ပဲဖြစ်ပါတယ်ခုနတစ်ပိုက်ကတော့ဟုတ်ပြီညနာလေးနဲ့တစ်ပိုက်ပေါ့နော်အခုတစ်ပိုက်ကတော့တနခါလေးမှာပါနောက်မှာတော့ကျမမောင်လေးပဲဖြစ်ပါတယ်ကျမနဲ့မောင်လေးနဲ့ဒီမောင်လေးနဲ့ကအတူတူတနခါလေးမှာဖြစ်ပါတယ်ရှင်ခုနတစ်ပိုက်ကတော့ဟုတ်တယ်ဒီအိုင်းနဲ့ဟုတ်တော့စော်နေဆိုတော့လေမမနောက်တစ်ပိုက်ဒီမှာအပိုက်တွေစားတော့မရေးထားဘူးပါဇက်နဲ့ပဲအပိုက်ကလေးပြောမှာခုနကကျတော့အပိုက်တစ်ကိုကကျတော့အပိုက်တစ်ပါပထမပဲဆိုင်ထားတာအပိုက်တစ်ပါကိုကတော့အပိုက်တစ်ပေါ့နော်အပိုက်နှစ်ကိုနမအပိုက်တော့ကျတော့မမခုနအောက်တာတော့တနခါတွေ့နေတနခါလေးလင်းကျင်လို့ပဲဖြစ်ပါတယ်ကျမမောင်လေးလေးပြီးပါမယ်လာမောင်လေးလားလာလိုက်ပြန်ပြန်လာချစ်တော့ငါနဲ့တိုင်နေဟိုတော်လေးပြောနေတော်လေးနေလားကြာလားခဏတော့ကျမတနခါတီးလိုက်တော့တေးပြီးတော့ပါပြီခါတော်လေးလားဟုတ်တော့ထိုင်ပြီလာနှာခေါင်းလေးကိုရင်ဆောင်ထားပဲမလုံးလေးဝမ်းမနော်မမလေးငယ်လေးကလေးကသူ့ဟောလိုက်ပြီဟာကျတော့သူ့ဟောလိုက်ပြီဆိုတော့ဒါခဏစားနားလေးမလုပ်ပြရသေးဘူးသူမော့တမော့ဟဲ့ဘယ်နေတော့လဲဟာဘယ်ဟုတ်ကြပါ့จับเลยสินะจะมาก็นาทีพี่ถ่ายอย่างนี้แต่ใช่ไหมล่ะพี่ป้องมาถ่ายขนาดนี้เนาะจะพาเลยเปลี่ยนตุ้ยแล้วไม่ใช่ขนาดเนาะเจ้าเพื่อนอะไรแบบนี้ก็เรียกอะไรตะมะเดี๋ยวพอแล้วอ่ะจีไปมาลงละมาว่าลงไม่เบาทายได้ตาตาบอกว่าตัวเล็กตัวตาอิ่มด้วยพี่บ่าวพี่ชิอารมณ์ไม่ตาตาบ้าน้ำเนี่ยใจอยู่เลยมาไม่ชงเลยขนาดใจมาก็ขนาดใจชัดเจนออกมาพอเนาะมาเลยเนี่ยมาเนี่ยบ่าเว้ยน้ำตะโบเลย